ရုတ်ပြည်သူသမ္မတနိုင်ငံယူနန်ပြည်နယ်လင်ချန်းမြို့မှာကျင်းပခဲ့တဲ့တရုတ်ပြည်သူသမ္မတနိုင်ငံနဲ့နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မယ်ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးဆွေးနွေးပွဲသို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနမြန်မာနိုင်ငံကော်ဖီအသင်းနဲ့မြန်မာတရုတ်ချစ်ကြည်ရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရေးအသင်းရဲ့တာဝန်ရှိသူများဟာတရုတ်ပြည်သူသမ္မတနိုင်ငံယူနန်ပြည်နယ်သို့စက်တင်ဘာလ24ရက်နေ့မှ29ရက်နေ့အထိတွားရောက်ခဲ့ကြပါတယ်ဆွေးနွေးပွဲမှာကော်ဖီကိုအဆင့်မြင့်နည်းပညာများဖြင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ကော်ဖီကိုအဆင့်မြင့်နည်းပညာများဖြင့်ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီးအခုလိုသိရမှာဖြစ်ပါတယ်။အဓိကတော့ယူနန်ပြည်နယ်ထဲမှာရှိတဲ့ရှမ်းတွေနောက်ကော်ဖီဆိုင်ဖွင့်တဲ့ company တွေသွားပြီးလေ့လာရေးသဘောသွားတာပါ။နောက်တစ်ခုကတော့မြန်မာနိုင်ငံနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတာသွားရောက်လေ့လာဆွေးနွေးတာပေါ့လေ။သူတို့ယူနန်ပြည်နယ်မှာလည်းကော်ဖီတော့စိုက်တယ်လေဒါပေမဲ့သူတို့သုံးစွဲမှုမလုံလောက်ဘူးပေါ့လေမြန်မာပြည်မှာကော်ဖီတွေကိုလည်းသူတို့ဝယ်ချင်တယ်နောက်တစ်ခုကမြန်မာပြည်မှာလည်းအခြေအနေပေးရင်သူတို့ကော်ဖီလာပြီးစိုက်ပျိုးချင်တယ်ပေါ့နော်နောက်တခြားနည်းပညာပိုင်းဆိုင်ရာတွေပူးပေါင်းဆောင်ရွက်ဖို့တွေဆွေးနွေးကြတာတွေတော့ရှိပါတယ်ဆက်လက်ဆွေးနွေးစရာလေးတွေတော့ရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာကော်ဖီကိုသူတို့စိတ်ဝင်စားတယ်နောက်မြန်မာပြည်ကိုလည်းလာပြီးတော့စိုက်ပျိုးထုတ်လုပ်ဖို့သူတို့စိတ်ဝင်စားရဲဆိုရင်တော့တိုင်းပြည်အတွက်လည်းကြိုးရှိမှထင်ပါတယ်လင်ချန်းကကော်ဖီနဲ့လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုမှာရေသွေးကောင်းတဲ့နေရာတွေအများဆုံးစိုက်တဲ့ပြည်နယ်တစ်ခုပေါ့လေအဲ့မှာကျွန်တော်တို့သူတို့စီကလည်းဒီထုတ်လုပ်မှုနည်းပညာစိုက်ပျိုးမှုနည်းပညာတွေလေ့လာတယ်လို့ကျွန်တော်တို့စီကလည်းဘယ်လိုပူပေါင်းဆောင်ရွက်လို့ရမလဲဆိုတာတွေကိုအခုကတော့ပထမဆင့်ဆွေးနွေးခဲ့တာပေါ့လေဆက်ပြီးတော့ကျွန်တော်ဆက်ဆောင်ရွက်စရာတွေရှိပါတယ်သူတို့လည်း delegation တွေကိုလာဖို့ရှိပါတယ်ငယ်တော့ကလည်းစိုက်ပျိုးမြေကတိုးဖို့လုပ်နေတာတွေရှိတယ်ပေါ့လေသူတို့ကလည်းဧကထောင်တောင်းချီပြီးလာစိုက်ချင်တယ်ဆိုတော့အများကြီးကျိုးရှိမှာပါကျွန်တော်တို့ကကော်ဖီကစိုက်လို့ရတာကော်ဖီဘက်ဆိုတဲ့ area လေးတစ်ခုပါပဲရှက်ဆက်လို့ရတာလေအဲ့တော့ကမ္ဘာမှာကော်ဖီစိုက်လို့ရတဲ့နိုင်ငံကန့်သက်ချက်ရှိပါတယ်ကျွန်တော်နိုင်ငံကန်ကျိုးပေးရဒီကော်ဖီစိုက်ပျိုးလို့ရတယ်ဆိုတော့လေဖြစ်နိုင်ဒီကော်ဖီများများစိုက်ကြပါနောက်စိုက်ပျိုးထုတ်လို့ကြပါတစ်နှစ်လည်းဈေးကောင်းရလာတယ်ဆိုတော့စိုက်ပျိုးထုတ်လို့ကြပါလို့ပဲတိုက်တွန်းချင်ပါတယ်ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးနှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မည့်ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူများသည်ကော်ဖီထုတ်လုပ်ဖြန့်ဖြူးရေးစက်ရုံများအားတွားရောက်လေ့လာခဲ့ပြီးယူနန်ပြည်နယ်လင်ချန်းမြို့ဒုတိယမြို့တော်ဝန်နှင့်လည်းတွေ့ဆုံပြီးကော်ဖီကိုမြန်မာနိုင်ငံသို့အဆင့်မြင့်နည်းပညာများဖြင့်လာရောက်စိုက်ပျိုးထုတ်လုပ်ပြီးတရုတ်နိုင်ငံသို့ပြန်လည်တင်ပို့ရောင်းချနိုင်ရေးတို့ကိုလည်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့်အဆိုပါခရီးစဉ်အားမြန်မာတရုတ်ချစ်ကြည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရေးအသင်းကကူညီပံ့ပိုးခဲ့ကြောင်းသိရှိရပါတယ်ရှင်။